အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လေရင်တွေကိုအများဆုံးပြစ်ချထားနိုင်တဲ့ကနဝင်းလေရင်ပြစ်ဒုံးမြန်ကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်ဆိုဗီယက်တို့ဟာ1958ခုနှစ်မှာ X-75 Davina လေရင်ပြစ်ဒုံးမြန်ကိုထုတ်လုပ်ခဲ့ပါတယ် SA-2 လို့ခေါ်တဲ့ဒီဒုံးမြန်စနစ်အကြောင်းကိုလူသိများလာပါတယ်ဒါပေမဲ့ကောင်းသောသိချင်တယ်မဟုတ်ပဲအရှိလယ်ပိုင်းစစ်ပွဲတွေမှာများစွာပျက်စီးစေခဲ့တဲ့ဒုံးမြန်စနစ်အသုံးမတည့်ညံ့ဖျင်းလာတဲ့ဆိုဗီယက်ထုတ်လက်နက်စနစ်လို့ပုံမသိရှိကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ညံ့ဖျင်းလာပါတယ်ဆိုတဲ့အထက်ပါဒုံးမြန်စနစ်ဟာရန်သူလေကြောင်းပြစ်မှတ်တွေနဲ့လေယာဉ်မှုတွေရဲ့အသက်တွေကိုဘလောက်ထိဇီဝင်ချွေခဲ့တယ်လဲဆိုတဲ့အကြောင်းတွေကိုတော့လူသိနေလာပါတယ်။ဒါကြောင့်ဒီဗီဒီယိုမှာတော့တကယ်ရော SA-2 စနစ်ဟာဒီလိုညံ့ဖျင်းလာတာဟုတ်ပါရဲ့လား။ဘလောက်ထိစွမ်းဆောင်ရည်ကောင်းမွန်ခဲ့တယ်လဲဆိုတာကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။တပီနာစနစ်ကို1958ခုနှစ်မှာစတင်ထုတ်လုပ်တက်ဖြန့်ခဲ့ပြီးကမ္ဘာပေါ်မှာနိုင်ငံအများဆုံးအသုံးပြုတဲ့လေကြောင်းရန်ကာကွယ်ရေးဒုံးမြန်လက်နက်လည်းဖြစ်ပါတယ်။ဆိုဗီယက်မဟာမိတ်နဲ့မဟာမိတ်မဟုတ်တဲ့နိုင်ငံ30ကျော်ခန့်ကိုအရေးအတွက်မြောက်များစွာတင်ပို့ခဲ့ရတဲ့ကြော်ကြားတဲ့ဒုံးလက်နက်လည်းဖြစ်ပါတယ်။ SA-2 ဒါမှမဟုတ် S-75 Davina ကိုအဓိကလူသိများလာတဲ့ဖြစ်ရပ်ကတော့ American လေယာဉ်မှူး Francis Gary Power ရဲ့ CIA ပိုင်း U-2 ကင်းထောက်လေယာဉ်ကိုပစ်ချလိုက်ရမှာလူသိများလာတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီဖြစ်စဉ်ဟာ Davina အတွက်ပထမအဆုံးသောအောင်မြင်မှုတနည်းအားဖြင့် First Blood တော့မဟုတ်ပါဘူး1958ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာတရုတ်နိုင်ငံဘက်မှဆိုဗီယက်တို့ရဲ့ Davina စနစ်တွေတက်ဖြန့်ပြီးသိပ်မကြသေးခင်အချိန်မှာပဲတရုတ်လေကြောင်းရန်ကာကွယ်ရေးတပ်ဟာထိုင်ဝမ်ဘက်မှ RB-57D ကမ်ဘာရာထောက်လှမ်းရေးလေယာဉ်ကိုပစ်ချလိုက်တာပဲဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်မှာကမ္ဘာပထမအဆုံးအဖြစ် ASEAN ဖြင့်ရန်သူလေယာဉ်အားပစ်ချလိုက်တဲ့ဖြစ်စဉ်အနေနဲ့လည်းသမိုင်းဝင်ခဲ့ပါတယ်။ဒီနောက်မှာလည်းဒဗီနာဒုံးမြန်လက်ချက်တွေနဲ့ထိုင်ဝမ်အခြေစိုက်အမေရိကန်လေတပ်ရဲ့လေယာဉ်များစွာနဲ့မောင်းသူမဲ့လေယာဉ်များစွာဆုံးရှုံးခဲ့ရပါတယ်။1960ပြည့်နှစ်မှာတော့ဂယ်ရီပါဝါရဲ့ U-2 လေယာဉ်ဟာဒဗီနာဒုံးပြန်နဲ့ပစ်ချခံခဲ့ရသလိုထိုင်ဝမ်အခြေစိုက် U-2 တပ်ဖွဲ့တွေမှလေယာဉ်5စီးအထိပစ်ချခံခဲ့ရပါတယ်။ကျူးဝါမှာလည်းအမေရိကန်ပိုင်း U-2 နောက်ထပ်တစ်စီးပစ်ချခံရပြီးအဆိုပါဖြစ်ကြောင်းနျူကလ িয়ার စစ်ဖြစ်ဖို့တည်တည်လေးဖြစ်ခဲ့ရပါတယ်။ U-2 လေယာဉ်ရဲ့နာမည်ပြောင်းဟာနဂါးမယ် Dragon Lady ဖြစ်တာကြောင့်ဒီလို U-2 လေယာဉ်များစွာပစ်ချခံခဲ့ရတဲ့အခါဒဗီနာဒုံးမြန်ကိုနဂါးသက်သမား Dragon Slayer လို့တောင်တင်စားခေါ်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့ဒီလောက်နဲ့ပဲဒဗီနာဒုံးမြန်ရဲ့ဒုက္ခပေးနိုင်စွမ်းဟာရပ်တန့်မသွားခဲ့ပါဘူး။ CA ခေတ်မှာဆိုဗီယက်ရဲ့ကွန်မြူနစ်မဟာမိတ်ဖြစ်တဲ့မြောက်ဗီယက်နမ်တို့ဟာလေ S-75 စနစ်တွေကိုလိုချင်လာခဲ့ပါတယ်။ S-75 မှာထိုခေတ်ကအဆင့်အမြင့်ဆုံးဆိုဗီယက်လေကာဖြစ်တာကြောင့်အမေရိကန်တို့လက်ထဲအလွယ်တကူကျရောက်သွားမှာကိုစိုးရိမ်ခဲ့ကြပါတယ်။ဒါပေမဲ့1965ခုနှစ်မှာတော့ X-75 Davina စနစ်တွေကိုမြောက်ဗီယက်နမ်မှာစတင်တပ်ဆင်ခဲ့ကြပါတယ်။ S-75 များတက်ဆင်ပြီးတိတ်မကြမီမှာပဲ1965ခုနှစ်ဇူလိုင်လမှာပဲအမေရိကန်ရဲ့ F-4C တိုက်လေယာဉ်စတင်ပစ်ချခံခဲ့ရပါတယ်။စစ်စင်ရေးအတူလုံနေတဲ့အခြားတိုက်လေယာဉ်3စီးလည်းအပြင်းအထန်ပျက်စီးသွားခဲ့ရပါတယ်။ဒါကြောင့်အမေရိကန်ဘက်မှ Operation Spring High အမည်နဲ့SEAD စစ်စင်ရေးပြန်လုပ်ပေမဲ့ဗီယက်နမ်တို့ကလည်းလှည့်စားမှုပြုလုပ်ပြီးခုခံခဲ့ကြပါတယ်။အဆိုပါ Spring High စစ်စင်ရေးမှာပါဝင်ခဲ့တဲ့ F-105 လေယာဉ်48စီးမှာ6စီးဟာပစ်ချခံခဲ့ရပါတယ်။ကျန်လေယာဉ်တစ်ဝက်ခန့်ဟာလည်းထိခိုက်သွားပြီးတော့ပိုင်းလော့9ဦးကြာဆုံးခဲ့ရပါတယ်။ဒီလိုပွဲဦးထွက်မှတ်တမ်းနဲ့ဒဗီနာစနစ်ဟာဗီယက်နမ်စစ်ပွဲအတွင်းကြောက်စရာကောင်းတဲ့လက်နက်ဖြစ်ခဲ့ရပါတယ်။1965ခုနှစ်ကနေ1966ခုနှစ်အတွင်းဗီယက်နမ်မှာလေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်နဲ့ပစ်ချခံခဲ့ရတဲ့အမေရိကန်လေယာဉ်48စီးရှိခဲ့ပါတယ်။ထူးခြားတာကတော့ဒီလေယာဉ်အားလုံးကိုဆိုဗီယက်တပ်ဖွဲ့ဝင်တွေကပစ်ချခဲ့တာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ကာလအတွင်းကဗီယက်နမ်စစ်သည်တွေဟာဆိုဗီယက်မှာတင်နန်းတက်နေဆဲပဲဖြစ်ပါတယ်။ဆိုဗီယက်ဒုဗိုလ်တို့ဖြစ်သူပက်ထရိုဗစ်ကထိတွေ့မှုအကြိမ်20အတွင်းမှာအမေရိကန်တိုက်လေယာဉ်12စီးကိုပစ်ချထားပြီးအောင်မြင်ဆုံးလေယာဉ်ပစ်ဒုံးစစ်သည်အဖြစ်မှတ်တမ်းရေးထိုးထားခဲ့ပါတယ်။ electronic ဖိနှိပ်ခြင်းတံပြန်ချေမှုန်းခြင်းစတဲ့ SEAD Seed Operation ပေါင်းများစွာကိုအမေရိကန်ဘက်မှပြုလုပ်ခဲ့ပေမဲ့လည်း
ပြတ်သားစွာနှိမ်နင်းခြင်းမျိုးမပြုလုပ်နိုင်ခဲ့ပါဘူး။ အမေရိကန်တို့ဟာ S-75 ကိုဖြည့်ရှင်းဖို့ CIA ဘက်မှ electronic ထောက်လှမ်းမှုစစ်စင်ရေးများစွာကိုလည်းပြုလုပ်ခဲ့ရပါတယ်။ CIA ရဲ့ mission တွေဟာလည်းလေယာဉ်တွေသာတစည်းပြီးတစည်းပစ်ချခံလိုက်ရပြီးလိုအပ်တဲ့အချက်လက်တွေကိုဗီယက်နမ်စစ်ပွဲအလဲပိုင်းကာလတွေအထိမရရှိလိုက်ပါဘူး။ဗီယက်နမ်စစ်အပြီးမှာတော့မြောက်ဗီယက်နမ်ဘက်က S-75 ဒုံးပျံ9000နီးပါးပစ်လွှတ်ခဲ့ပြီးအမေရိကန်လေကြောင်းပစ်မှတ်1046ခုကိုပစ်ချနိုင်ခဲ့ပါတယ်။အဲ့ဒီရေတွက်ထဲမှာဒုံးမြန်ထိမှန်ပြီးကွင်းအစင်းမှာပြက်ကျသွားတဲ့လေရင်တွေမပါဝင်သလိုဒုံးမြန်ကြောင့်ပြက်ကျမသွားဘဲထိခိုက်ပျက်စီးခဲ့ရတဲ့လေရင်တွေကိုလည်းထည့်သွင်းရေတွက်မထားပါဘူးစစ်ပွဲအပြီးမှာတော့စစ်ပွဲတခြားမြောက်ဗီယက်နမ်တို့ပစ်ချခဲ့တဲ့အမေရိကန်လေရင်ရဟတ်ယာဉ်များရဲ့31ရာခိုင်နှုန်းအစီးရေ3000ကျော်မှာ S-75 Divina ရဲ့လက်ချက်ဖြစ်တယ်လို့ဆိုထားကြပါတယ်ဒါကြောင့် SA2 ဒါမှမဟုတ် S-75 Divina ဟာကမ္ဘာပေါ်မှာအမေရိကန်နဲ့အနောက်နိုင်ငံထုတ်လေယာဉ်ရဟတ်ယာဉ်တွေကိုအများဆုံးပစ်ချထားတဲ့ဒုံးမြန်အဖြစ်မှတ်တမ်းဝင်ထားပါတယ်။ဒါအပြင်ဗီယက်နမ်စစ်ပွဲအတွင်းမှာအဆိုပါဒုံးမြန်တွေဟာကမ္ဘာပေါ်မှာလက်ရည်ညီတဲ့နိုင်ငံကြီးနှစ်ခုရဲ့ပထမဆုံးအကြိမ်အကဲဆတ်မှုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။တစ်ဖက်မှာလည်းဆိုဗီယက်တို့ရဲ့အဆင့်မြင့်ဒုံးမြန်တွေနဲ့အခြားတစ်ဖက်မှာလည်းအမေရိကန်တို့ရဲ့အဆင့်မြင့်ဆုံးလေယာဉ်တွေတိုက်ခိုက်ကြခြင်းလည်းဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းမှာလည်း SA2 စနစ်ဟာများစွာလက်ဆောင်ထပ်ခဲ့ပါတယ်။အာရတ်အစ္စရေးပဏိပခမှတ်တမ်းမှာပုံမအစွမ်းထက်တဲ့ SA3, SA6 တွေကိုအစ္စရေးတို့ကအတိမတ်ပြုကြပေမဲ့လည်းပြစ်ချခံရတဲ့အစ္စရေးလေအများစုအတွက်လက်သည်တရက်ခံမှာ S-75 Divina ခေါ် SA2 ပဲဖြစ်နေပါတယ်။အမေရိကန်တို့ဟာ1958ခုနှစ်ကနေ1965ခုနှစ်အလွန်ကာလရဲ့အထွေ၎င်းတို့ရဲ့လျှို့ဝှက်ချက်ကိုသိရှိနိုင်ဖို့အားကုန်သုံးခဲ့ရပါတယ်။ဒါပေမဲ့ကြိုးပမ်းမှုတွေဟာအရာမထင်ပဲအမေရိကန်လေယာဉ်ရဟတ်ယာဉ်ထောင်နဲ့ချီစစ်ပွဲအတွင်းမှာပစ်ချခံခဲ့ရပါတယ်။အခုလက်ရှိကမ္ဘာပေါ်မှာရန်သူလေယာဉ်အများဆုံးကိုပစ်ချမှုတဲ့ SAM စနစ်မှာလည်းS-75 Divina သာလျှင်ဖြစ်ပါတယ်။၎င်းရဲ့မှတ်တမ်းဟာထောက်ကနန်းကျော်ထားကြောင်းအဓိကစစ်ပွဲကြီးတစ်ခုခုမှမဖြစ်လျင်ခေတ်ပေါ်စနစ်များလိုက်မီရန်မလွယ်တဲ့ကဏ္ဍဝင်လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုဖြစ်ကြောင်းဖော်ပြရေးညီကုန်းထုတ်လိုက်ရပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။